နိုဘီတာနဲ့ဆူနီအိုတို့ဟာဂျာယန်ရဲ့အနိုင်ကျင့်တာကိုမခံနိုင်လို့နှစ်ယောက်တောက်ပေါင်းပြီးဂျာယန်ကိုအသေးလဲပြန်ချဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့နိုဘီတာရဲ့လက်သီးတစ်ချက်ပဲဂျာယန်ရဲ့မျက်နှာပေါ်ကြားရောက်သွားခဲ့ပြီးဆူနီအိုဆိုတဲ့ကောက်ကျစ်တဲ့ကောင်ရဲ့ကြောက်တုံးတာကိုခံလိုက်ရတာပေါ့ဂျာယန်ကနိုဘီတာမင်းလက်ကငါမျက်နှာပေါ်မှာဘာလုပ်နေတာလဲလို့မေးတော့နိုဘီတာကကြောက်ကြောက်လန့်လန့်နဲ့ငါမင်းကိုနှိပ်ပေးနေတာလို့ပြောရင်မင်းယုံမလားတဲ့ဂျာယန်ကလည်းဟုတ်လားမင်းကနှိပ်ပေးရတာတိတ်ကြိုက်တယ်ပေါ့လေဒီနေ့တော့မင်းကြိုက်တဝါကြီးနှိပ်ပေးလိုက်မယ်ဆိုပြီးပြန်ချပါလေရောအရိုက်ခံရလို့တကူလုံးတန်ရာတွေနဲ့နိုဘီတာကညာငိုယုံပြီးဒိုရီမူစီအာကူတကြီးပြေးလာခဲ့ပါတယ်နိုဘီတာကငါကလေးစားချင်တယ်လို့ပြောတော့ဒိုရီမူကမင်းကိုငါအားပေးတယ်တဲ့နိုဘီတာကလည်းဝမ်းသာအားရနဲ့ဒါဆိုမင်းကကိုကူညီမှာပေါ့လေဟုတ်လားလို့မေးတဲ့အခါဒိုရီမူကတေချာတာပေါ့မင်းအတွက်နာဘူးသက်စင်ပလတ်စတာနဲ့ပတိတွေပြင်ပေးထားတယ်ဒီစစ်တက်တာသုံးလို့ရှိရင်မင်းဘယ်လောက်ပဲဒဏ်ရာရကိစ္စမရှိဘူးစိတ်အေးထားပြီးဂျာယန်ကိုတွားချပစ်လိုက်တယ်နိုဘီတာကစိတ်ပြတ်သွားပြီးမင်းနားလေတာလွဲနေပြီးငါတို့ချင်တာကဂျာယန်ကိုအေးစေးလေးနေနေနိုင်မဲ့ယတနာကငါဘာမှမလုပ်ပဲလက်နေုံနဲ့တင်ဂျာယန်ကလူထောက်ရှုံးပေးလာမဲ့ဟာမျိုးလို့ပြောပါတယ်ဒိုရီမူကလည်းသုံးမကြတဲ့ကောင်ယောက်ျားဆိုရင်ဂျာယန်နဲ့တိတ်ဆာရှိရှိရှင်းပြန်ရရမယ်ရှုံးလည်းမရှက်ဘူးယတနာတွေသုံးပြီးနိုင်တာဘာကုန်ရှိလို့လဲလို့ဆုံးမတာပေါ့ဒါပေမဲ့နိုဘီတာကဂျာယန်ရဲ့လက်မောင်းကငါ့ပေါင်ထက်တောင်ပြေးသေးတယ်ငါကဘာနဲ့တွားရှင်းရမှာလဲလို့ပြန်ရင်းပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေပါဆယ်ထုတ်တစ်ခုပြုတ်ကျလာပါတယ်ဒါကတော့ဒိုရီမူအနာဂတ်ကုန်လိုက်ကနေမှထားတဲ့ယတနာတွေဖြစ်ပြီးအထက်မှာတူတူဆန်းဆန်းပစ္စည်းတွေပြင်အပိုလက်ဆောင်တစ်ခုအနေနဲ့ကလစ်စားချေလက်မှတ်ဆိုတာပါလာပါတယ်ဒါပေမဲ့ဒိုရီမူကဒီလိုကောက်ကျစ်တဲ့ယတနာမျိုးကိုစိတ်မုန်းတာမို့နိုဘီတာကဘာလို့လဲလို့မေးပါတယ်ဒိုရီမူကသုံးပုံသုံးနည်းကိုရှင်းပြတယ်ဥပမာမင်းသူများစီကလက်တီးသုံးချက်အတိုးခံလိုက်ရတဲ့စိတ်ထဲမချင်တဲ့လို့ကလစ်စားချေခြင်းပေမဲ့တစ်ဖက်လူရဲ့အင်အားကိုကြောက်နေတယ်ဆိုရင်ဒီလက်မှတ်ပေါ်မှာလက်တီးသုံးချက်ပြန်ထိုးရန်လို့ရေးပြီးလက်မှတ်ကိုစုပ်ပြပြီးမြေကြီးပေါ်ချပစ်လိုက်ရုံပဲအဲ့ဒီလက်မှတ်ကိုကောက်မိတဲ့သူကမင်းကိုစားအဲ့ဒီလူကိုသုံးချက်ပြန်သွားထိုးပေးလိုက်မယ်တဲ့နိုဘီတာကြားလိုက်ရတော့ဒါဟာသူ့အတွက်တိတက်ထုတ်ပေးထားတယ်လို့ပဲလို့တွေးပြီးဒိုရီမူစီကနေချက်ချင်းတောင်းပါတယ်ဒါပေမဲ့ဒိုရီမူကလုံးဝမပေးပဲဒီလိုမကောင်းတဲ့ပစ္စည်းမျိုးကိုပြန်လဲရမယ်လို့ပြောနေတော့မိချမ်းရောက်လာပါတယ်ဒိုရီမူလည်းဒီနေ့ချင်းတွေ့ဖို့ရှိတာကိုသတိရသွားပြီးမိချမ်းနဲ့အတူပျော်ပျော်ကြီးထွက်သွားပါလေရောဒါပေမဲ့ကလေးစားချင်လက်မှတ်ကိုယူသွားဖို့မိချမ်းခဲ့တာကြောင့်အဲ့ဒီလက်မှတ်ဟာနိုဘီတာလက်ထဲရောက်သွားပါတော့တယ်နိုဘီတာလည်းဂျာယန်ကိုကလေးစားချင်ဖို့ချက်ချင်းထွက်ကြပေမဲ့ဂျာယန်ကိုမတွေ့ပဲဆူနီယိုနဲ့အရင်တိုးပါတယ်ဆူနီယိုကတွေ့ချင်းပဲနိုဘီတာကိုစောစောကဖြစ်တဲ့အတွက်တောင်းပြောင်းပါတော့တယ်နိုဘီတာလည်းလက်မှတ်ရဲ့အစွမ်းစမ်းကြည့်နေတာနဲ့လက်မှတ်ပေါ်မှာစာရေးပြီးမြေကြီးပေါ်ချပစ်လိုက်တယ်အင်ဂျီအီနဲ့လူတစ်ယောက်ကလက်မှတ်ကိုကောက်မိပြီးဒေါသတကြီးနဲ့ဆူနီယိုကိုပြေးသွားပါတယ်ဆူနီယိုကတော့အရိုက်ခံရတော့မယ်လို့ထင်နေတာဒါပေမဲ့အဲ့ဒီလူကဆူနီယိုကိုပြောင်းလဲကြပြီးထွက်သွားပါတယ်ဆူနီယိုလည်းကြောင်အန်းပြန်ခဲ့တာပေါ့နိုဘီတာကလက်မှတ်ကိုပြန်ကောက်ပြီးစောစောကလက်တီးချင်းတံပြန်ဖို့လို့မရင်းမိလို့ပဲလို့တွေးနေတော့ဂျာယန်ရောက်လာပါတယ်နိုဘီတာကစိတ်ထဲကနေအကောင်းဆုံးပဲငါ့ကိုမြင်မြင်လာလိုက်စမ်းပါလို့ဆူတောင်းနေပေမဲ့ဂျာယန်ကဟာနိုဘီတာမင်းကပို့ပြီးချောလာပါလားလို့ပြောပြီးထွက်သွားပါတယ်နိုဘီတာလည်းဘာလို့ငါ့ကိုမရိုက်တာလဲဒါဆိုငါဘယ်လိုလုပ်ရမလဲလို့တွေးပြီးမထူပါဘူးဆိုကလက်မှတ်ပေါ်မှာဂျာယန်ကငါ့ကိုလက်တီးတစ်ချက်ထိုးတယ်လို့အလိမ်ညာရေးပြီးစုပ်ဖြစ်လိုက်ပါတယ်အဲ့ဒီလက်မှတ်ကိုလမ်းလျှောက်လာတဲ့ဆူနီယိုကကောက်ပြီးသွားပြီးဘာမှပြောညာမပြောနဲ့နိုဘီတာကိုလက်တီးတစ်ချက်ထိုးပစ်လိုက်ပါတယ်နိုဘီတာကသူစာရေးတာမှားသွားလို့ထင်ပြီးဒီတစ်ခါဂျာယန်ကငါ့ကိုတစ်ချက်ကန်တယ်လို့ထည့်ရေးပါတယ်ရလက်ကတော့နိုဘီတာကိုဖက်ကန်လိုက်ပြန်ပါတယ်နိုဘီတာဘာဖြစ်လို့လဲဆိုတာနားမလည်နိုင်ဖြစ်နေတော့ဒိုရီမုံပြန်ရောက်လာပြီးဒီလိုအလိမ်ညာတွေရှောက်ရေးရင်ခံရမှာကမင်းကိုယ်တိုင်ပဲလို့ပြောပါတယ်မထူးတော့တဲ့အဆုံးနိုဘီတာဟာဂျာယန်စိတ်တူပြီးသူ့ကိုလာရဲအောင်တမင်သွားဆွာဖို့ပြင်ပါတယ်အကွက်ကွင်းကောင်းချင်တော့ဂျာယန်ကကွင်းပြင်ထဲမှာအိပ်ပျော်နေပါတယ်နိုဘီတာလည်းရုံမာတဲ့အပြုံးနဲ့လက်တီးကိုရွယ်လိုက်ပေမဲ့ထုခံပြီးတမတွေ့ဝေသွားပါတယ်သူဂျာယန်ရဲ့မျက်နှာကိုကြည့်ပြီးစဉ်းစားမိတာကငါအခုဘာတွေလုပ်နေတာလဲကလေးစားချေဖို့အတွက်နဲ့တမင်တကာသွားပြီးအရိုက်ခံမယ်ပြီးမှပြန်ပြီးကလေးစားချေမယ်ဟုတ်လားအကယ်၍ငါလုပ်တာကိုဂျာယန်သိသွားရင်ငါ့ကိုထပ်ပြီးကလေးစားချေဦးမှာပဲဒီလိုဆိုအမုန်းတရားတွေကပဲတော့မှပြီးမှမဟုတ်ဘူးငါအခုပဲလက်လျှော့လိုက်ရင်အားလုံးအေးချမ်းချမ်းဖြစ်သွားမှာပဲမမျှော်လင့်ပဲနိုဘီတာကလေးစားမချေတော့ဘူးတွေးလိုက်မိတဲ့အချိန်မှာတင်သူ့လက်ကအချိန်လုံးပြီးဂျာယန်ရဲ့မျက်နှာကိုတော်တဆဖိတ်လိုက်မိသွားပါတယ်နိုဘီတာကကြောက်လက်တကြားချွေးသေးတွေပြန်လာချိန်မှာပဲလိုးလာတဲ့ဂျာယန်ကသူ့ကိုတနာညာတာမှုမရှိပဲချပါတော့တယ်နိုဘီတာလည်းချက်ချင်းပဲလက်မှတ်ပေါ်မှာဂျာယန်သူ့ကိုဘယ်နဲ့ချက်ရိုက်တယ်ဆိုတာရေးပြီးတယောက်ယောက်ကကူညီပေးဖို့စောင့်နေတော့တန်တန်မာမာလူကြီးတယောက်လက်လျှောက်လာပါတယ်နိုဘီတာကလက်မှတ်ကိုမြေကြီးပေါ်ချပစ်လိုက်ပေမဲ့အဲ့ဒီလူကလှည့်တောင်မကြည့်ပါဘူးအချိန်နေမဟန်တာနဲ့နိုဘီတာကလက်မှတ်ကိုကောက်ပြီးအတင်းသွားပေးဖို့လုပ်တဲ့အခါမထင်မှတ်ပဲသူကိုယ်တိုင်လက်မှတ်ရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြီးဂျာယန်ရှိတဲ့နေရာစီအရှင်ပြင်းပြင်းနဲ့ပြေးသွားပါတော့တယ်နိုဘီတာဟာဂျာယန်ရဲ့ကြောပြင်ကိုတက်ဆက်သွားထူမိတာကြောင့်ဂျာယန်ကဒေါသအကြီးနဲ့နိုဘီတာကိုမိုးပေါ်မြောက်ပြီးအသေးလဲထမှန်ဆုံးမလိုက်ပြန်ပါတယ်တကယ်ကိုအသက်မလိုချင်တဲ့ကောင်ပဲဆိုပြီးဂျာယန်ကထွက်သွားပါတယ်နိုဘီတာကတော့အရှုံးမပေးပဲလက်မှတ်နောက်တစ်ရွက်မှာထည့်ရေးပြီးဒီနေ့တော့ဘယ်သူပဲလာလာငါကလစ်စားချေရမယ်လို့ကြုံသွားလိုက်ပါတယ်အဲ့ဒီအချိန်မှာရှေ့ကနေဦးလေးကြီးတယောက်ပြေးလာတာကိုမြင်တော့အချိန်ကိုက်လက်မှတ်ကိုချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဦးလေးကြီးကလမ်းချိုးကနေအိမ်ထဲဝင်သွားပါလေရောကန်ဆိုးချင်တော့အဲ့ဒီအချိန်မှာပဲရှီဇူကရောက်လာပြီးမြေကြီးပေါ်ကလက်မှတ်ကိုကောက်လိုက်ပါတယ်နိုဘီတာလမ်းဖြတ်သွားပြီးရှီဇူကစီပြေးသွားကလက်ထဲကလက်မှတ်ကိုအတင်းလူယူလိုက်ပါတယ်ဒါပေမဲ့ဒါကပဲသူ့ကိုဒုက္ခတွင်းနဲ့ပြန်တွန်းပို့လိုက်တယ်လို့ဖြစ်သွားပါပြီနိုဘီတာဟာရှေ့ကိုငိုယိုပြီးပြေးထွက်သွားရကစိတ်ထဲမှာတော့နောင်နာတွေမကျေနပ်မှုတွေနဲ့ပြင်းနေနေပါတယ်ဒိုရီမုံကတော့တက်ပြင်းချရင်ထားလိုက်ပါတော့ဒီတစ်ခါတော့နိုဘီတာအတွက်သင်ခန်းစာတစ်ခုပေါ်လို့ပဲပြောနိုင်ပါတော့တယ်ဗျာ